ဇူလိုင်19ရက်မှာကြာရောက်မယ်နှစ်90ပြည့်အာဇာနည်နေ့မှာဗိုလ်ချုပ်အောင်ဆန်းအပါအဝင်အာဇာနည်ခေါင်းဆောင်ကြီးတွေလှုပ်ကြံခံခဲ့ရတဲ့ရန်ကုန်မြို့အတွင်းဝင်ရုံးထဲရှိနေရာအချို့ကိုပြည်သူတွေအနေနဲ့ရခိုင်ညက်ညက်မတူဝင်းတွင်းရှိနေရာအချို့ကိုပုံမဝင်ရောက်လေးလာနိုင်တော့မှာဖြစ်တယ်လို့သိရပါတယ်။ဇူလိုင်9ရက်ကရန်ကုန်မြို့အတွင်းဝင်ရုံးမှာပြုလုပ်တဲ့အာဇာနည်နေ့မှာပြုလုပ်သွားမယ့်အစီအစဉ်တွေနဲ့ပတ်သက်ပြီးသတင်းစာရှင်းလင်းပွဲမှာအတွင်းဝင်ရုံးကတာဝန်ရှိသူတွေကအဲ့ဒီလိုပြောကြားခဲ့တာဖြစ်ပါတယ်။နှစ်90မြောက်အာဇာနည်နေ့အထိမ်းအမှတ်အဖြစ်အတွင်းဝင်ရုံးထဲမှာရှိတဲ့မြန်မာနိုင်ငံရဲ့ပထမဆုံးပါလီမန်အဆောက်အအုံကမြန်မာပြည်လွတ်လပ်ရေးရရှိပြီးပထမအဆုံးစိုက်ထူခဲ့တဲ့အလံတိုင်းကြာဆုံးသွားတဲ့အာဇာနည်တွေအတွက်ပထမအဆုံးဆောက်လုပ်ခဲ့တဲ့ကြောက်တိုင်နဲ့တပ်ပိနက်ဝင်ကြီးများအစည်းအဝေးခန်းဖြစ်တဲ့အာဇာနည်ခေါင်းဆောင်ကြီးတွေလှုပ်ချန်ခံခဲ့ရတဲ့အခမ်းတို့ကိုပြည်သူတွေအနေနဲ့ခုနှစ်မှာပထမအဆုံးလေ့လာနိုင်မှာဖြစ်တယ်လို့သိရပါတယ်။အခြားစီစဉ်နေအနေနဲ့အာဇာနည်နေ့မရောက်မီဇူလိုင်18ရက်ညနေ6နာရီမှာစွန်းလုံးလူစီယာတော့ဦးတော်နရဦးဆောင်ပြီးအမြတမ်းပေးလူတဲ့အခမ်းအနားအာဇာနည်နေ့မှာတော့အာဇာနည်ခေါင်းဆောင်9ဦးရဲ့ဆွတ်နုတ်ပေးဆက်မှုကိုအမှတ်တရလေးစားတဲ့အနေနဲ့ပကြီးအနုပညာပြပွဲစူပေးပွဲအခမ်းအနားနဲ့တွင်းဝင်ရုံအဆောက်အအုံကိုထိန်းသိမ်းဖို့ကြိုးစားဖို့အာဇာနည်နေ့မှာပြုလုပ်မဲ့အစီအစဉ်အခမ်းအနားတွေကိုအချိန်နဲ့တပြေးညီပြည်သူတွေသိရှိစေဖို့အတွက်ဗပေါင်းစုံမှာကင်မရာတွေနဲ့ရိုက်ကူးပြီး live ဗီဒီယိုကိုအတွင်းဝင်ရုံရဲ့ Facebook စာမျက်နှာမှာတက်ဆင့်ကြည့်ရှုနိုင်မှာဖြစ်တယ်လို့သိရပါတယ်။အာဇာနည်နေ့အတွက်အတွင်းဝင်ရုံကိုပြင်ဆင်ဆောင်ရွက်နေတာ3လနီးပါးရှိပြီဖြစ်ပြီးရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်းပံ့ပိုးကူညီပေးတယ်လို့အတွင်းဝင်ရုံထင်းထင်းဆောက်ရှောက်ရေးအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူဒေါ်မေတနာဝင်းကပြောပါတယ်။ဟုတ်ကဲ့တောက်လျှောက်မှာတော့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်းဒီတောက်လျှောက်ဒီပြုပြင်ထိန်းသိမ်းမှုမှာအမြဲတမ်းပါဝင်ပါတယ်။နောက်YHD ပေါ့နော်ရန်ကုန် Heritage Trust အဲ့ဒါပါတယ်။နောက်တစ်ခုကကျမတို့စီမှာအခုဆိုလို့ရှိရင်နိုင်ငံတကာကဒီပြတိုက်တို့ပါနဲ့ပတ်သက်တဲ့နောက်ဒီအဆောက်အအုံဟောင်းတွေထိန်းသိမ်းခြင်းနဲ့ပတ်သက်တဲ့ပညာရှင်တွေအများကြီးလည်းပါဝင်ပြီးတော့ထိန်းသိမ်းပြီးတော့ပြုပြင်ဆောင်ရှောက်နေတာပါ။အာဇာနည်ခေါင်းဆောင်တွေလောက်ကျန်ခံခဲ့ရစဉ်ကရှိခဲ့တဲ့မူရင်းပြည်ဘောကတွေကိုအခုနှစ်မှာအမျိုးသားပြတိုက်မှာခိတ္တ9ရန်ကပြသသွားမှာဖြစ်ပြီးအရင်နှစ်ကပြည်သူတွေကိုတစ်ချိန်မှပြသခဲ့တာမရှိဘဲအခုနှစ်မှပထမဦးဆုံးအကြိမ်ပြသမှာဖြစ်တယ်လို့သိရပါတယ်။အာဇာနည်ခေါင်းဆောင်ကြီးတွေလှုပ်ကြံခံခဲ့ရတဲ့အခမ်းကအတွင်းဝင်ရုံရဲ့အနောက်ဘက်အဆောင်ဖြစ်ပြီး1905ခုနှစ်ကတည်းကအုပ်ချုပ်စီမံရေးရာအတွက်အသုံးပြုခဲ့တယ်လို့သိရပါတယ်။အာဇာနည်ခေါင်းဆောင်9ဦးရဲ့ဆွမ်းလွတ်ပေးဆက်မှုကိုအမှတ်တရလေးစားရဲ့အနေနဲ့ပြုလုပ်တဲ့ပကြီးအနုပညာပြပွဲကတော့အသက်10နှစ်ကနေ14နှစ်ကြာကျောင်းသားကျောင်းသူတွေရဲ့ပကြီးလက်ရာကိုမေလလယ်ကလေးကပေးပို့ဖိတ်ခေါ်ပြီးအဲဒီထဲမှာစကားတင်ပကြီးက40ကိုအတွင်းဝင်ရုံအတွင်းရှိပြကမ်းမှာပြသထားမှာဖြစ်တယ်လို့သိရပါတယ်။ပြပွဲမှာကျွမ်းကျင်ပညာရှင်9ဦးပါဝင်တဲ့တိုင်အဖွဲ့ကပကြီးကားတွေကိုစီစစ်ပြီးပထမဆုဒုတိယဆုတတိယဆုတွေကိုစုချင်းဝင်တဲ့အတူအာဇာနည်နေ့မှာပေးရသွားမှာဖြစ်တယ်လို့သိရပါတယ်။အာဇာနည်နေ့မှာအတွင်းဝင်ရုံတင်ဆောင်ရွက်ချက်တွေနဲ့သမိုင်းဆိုင်ရာထူးခြားချက်တွေကိုအတွင်းဝင်ရုံ Facebook စာမျက်နှာ www.facebook.com The Secretary ရန်ကုန်မှာလည်းဝင်ရောက်ကြည့်ရှုနိုင်တယ်လို့သိရပါတယ်